ကဘာကျော်မော်တဲ့မေမျက်နိုးကိုအပုတ်တက်ရှိတယ်ဆိုပြီးထဲဆော်လိုက်တဲ့ဥက္ကမဲမောင်လေးမျက်နိုးကစက်ကားတင်းချိုင်းဆိုတာသူပါရင်စက်ကားတွေကထွက်မလာတော့တာကိုပြောတာထွက်လာပြီးမပေါက်တာမဟုတ်လုံးဝကိုထွက်မလာတာသူတယောက်ဆောင်ခဲ့တဲ့စက်ကိုင်တိုင်းလိုပဲတော်လှန်ရေးမဖြစ်ခင်ကတည်းကသူပါရင်စက်ကားတွေကရုပ်ရှင်ကားကြီးတွေကအစဒရိုက်တာစတီကခေါ်ရိုက်တဲ့ဒရိုက်တာစတီပါကနေပြီးအထဲရောက်သွားရောအားလုံးသိတဲ့အတိုင်းအခုဒရိုက်တာစတီကားတွေရုံတင်လို့ရလဲသူပါတဲ့ဇက်ကအခုထိမတင်နိုင်သေးဘူးဟိုးရင်ကလေးကသူတရုတ်ဆောင်ရင်ဇက်ကားထွက်ဖို့အရန်ကြပြီလုံးဝကိုပျောက်ချင်းမလားပျောက်ကုန်တော့တာလူတွေကလေမိမျက်နိုးရိုက်ကူနေတာပဲသိကြတာပြိသက်ရှိထွက်မလာတော့ဘူးသူကဘတ် energy အပုတ်တက်ရှိရဲ့အတွင်းပုတ်တာစောတကအရန်တက်တာတစ်ချိန်လုံးကချီကချောင်းလုံးဝအလုတ်တွဲလို့မကောင်းတဲ့လူပဲဖြစ်ပါတယ်ဒီကောင်မလေးရဲ့ energy ကတော်တော်ကိုမကောင်းဘူးစိတ်မဲလူမဲကြောသိမ်းလို့တော့မယုံပါဘူးပေါ့နော်ချီကမကစိတ်ထက်ကပုတ်ကူပုတ်တာဥက္ကမေမောင်ပြောချင်တာကပြပြကြောသိမ်းမယ်နော်အဆိုတော့တကားကိုသူ့ဖွင့်လာတဲ့မီဒီယာအတူတွေကနေသတင်းတူတွေလွှင့်ပြီးတိုက်ခိုက်တတ်တာစိတ်မဲလူမဲကြောသိမ်းပြပြကြောသိမ်းကရုပ်ကိုယုံမာတာဒီလေးမျက်နှာကတော့အတွင်းတက်ခံစိတ်ကမကောင်းရုံတက်ပဲဖြူဖြူကြောသိန်းလောက်တော့မစိုးဘူးဆိုပြီးတော့ဥက္ကမဲမောင်ကပြောဆိုခဲ့ပါတယ်။နောက်ပြီးတော့တခုကလေအမှုပညာလောကမှာကန်ဆက်တယ်ဆိုတာတကယ်ရှိခုရှိတယ်နော်။ဖွေးဖွေးကဒရိုက်တာဝိုင်းဇကာရီနဲ့အကယ်ဒမီသုံးစုရှင်ဖြစ်ကန်တက်ကန်မြင့်ကန်ဆက်တယ်လို့တချို့ကဘတ် energy ရှိတော့ကန်နေကုန်နော်။ဒီကောင်မလေးလေးမျက်နှာကတော့အဲ့ဒါလိုပဲသူနဲ့အလုပ်တွဲလုပ်တဲ့သူတွေပါတကူပြီးကန်နေကုန်တာငါပြောတာမယုံရင်လေးလာကြည့်လိုက်လေဟိုးကနဦးတရဖူးရုပ်သိမ်းခံရတော့မလှနုထုံးကအစာပြူလို့နောက်ပိုင်းဘသူပဲလက်တွဲအကုန်ကနေကုန်တာကြီးပဲသူ့ရဲ့ဘတ် energy မကောင်းတဲ့ energy တွေဓာတ်တွေကူကုန်တာသူကအလုပ်လုပ်လို့ကိုမကောင်းတာဆိုပြီးတော့ပြောဆိုခဲ့ပါတယ်ရှိုးပွဲတွေလည်းအတူတူရှောက်ဖူးတယ်သူကရှိုးပွဲတစ်ခုမှသူ့ထက်နာမည်ကြီးမပါရင်နောက်ဆုံးမဟုတ်ရင်ရှေ့ဆုံးကထွက်ချင်တာရိုက်ခွဲမှာလည်းအရန်ကကြီးကချောင်း complain အလုပ်လုပ်ရတာလုံးဝ flexible မဖြစ်ဘူးသူများဘက်ကမစင်စားမတွေးခေါ်ပြီးဘူးသူ့ဘက်သူပဲကြည်တာတတိုင်းပြည်လုံးကပြည်သက်တွေကသာမသိတာမွေဆိုတဲ့လူငယ်ဖန်စီကားတွေကသူ့ကိုခေါ်ဖို့ကျွန်တော်က producer ကိုပြောခဲ့တာအမလီဖုန်းနေဆက်ပြီးမင်းသမီးတစ်ထက်အခန်းပူများခြင်းလို့အပေါင်းဆုံးနာညီတာဆိုတာကိုကကားရိုက်တာစိတ်ထဲမနေရဘူးလို့ဆိုလာပါတယ်သူရဲ့ complain ပေါင်းတသိန်းကိုစိတ်ရှိတည်ခံပြီးနားထောင်ရဒရိုက်တာနဲ့ညှိရနောက်ဘက်တော့မှဇက်ကတူတူအလုပ်တွဲမလုပ်ဘူးဆိုပြီးစိတ်ကတွေးမိသွားတဲ့အထိပါပဲနော်ခင်မမှုကခင်မမှုတသက်ပဲအလုပ်ခွင်မှာက professional ဆိုင်ရမယ်ကိုအတ္တကိုရှေ့တန်းတင်လို့မရတကားတဲ့တူတူတရုပ်ဆောင်နဲ့ academy ဆိုပြတဲ့စင်ကဇကာတခွန် complain မတက်ဘူးဆိုပြနေကအရန်အလုပ်လုပ်လို့ကောင်းတယ်ဒါကြောင့်လဲသူစေတနာမှန်စိတ်ရင်းမှန်လို့အလုပ်လုပ်လက်တွေအလုပ်လုပ်ချင်တဲ့လူတွေများပြီလောက်ွက်ရတဲ့ဇက်တွေသူစီရောက်လာပြီးကန်ကအလိုလိုကောင်းလာတာကမီပါရသွားတာဖြစ်ပါတယ်သူ့ဘဝတက်လန်အောင်မြင်ခြင်းရင်ဒါတွေပြင်ကိုပြင်မရမယ်နော်သူ့ကြောင့်သူ့ဘတ် energy ကြောင့်တက်လန်တွေပိတ်ကုန်တာသူနဲ့ Russell ကို presenter ခန့်လိုက်တဲ့ radio လဲအစအနာပြောင်း radio ကဆက်ပြီးတော့ရက်တည်နေသလားမပြောတတ်နာမည်တောင်မေ့နေပါပြီလို့ဆိုလာပါတယ်သူကသူများနဲ့မတူတဲ့ကန်နဲ့အဆန်ရှိခဲ့တယ်ရှိနေစဲမဟုတ်ဘူးနော်ရှိခဲ့တာကိုပြောတာနောက်ပိုင်းမှာသူ့ဝချွေသူပြန်ဆက်နေရတယ်ကန်နဲ့အဆန်အားမကောင်းနိုင်တော့ဘူးအရှင်လိုဆန်းအားလုံးဝမကောင်းနိုင်တော့ဘူးလို့ဆိုလာပါတယ်သူ့ဘဝလိမ့်ဖယ်နဲ့ပဲဖြစ်လိမ့်မယ်အရှင်ကဆန်းရှိခဲ့လေသူ့ကိုခေါ်ရရင်သူ့နဲ့လက်တွဲလုပ်ခဲ့တဲ့ထုတ်လုပ်သူတွေကဒုက္ခရောက်ကုန်တာစကားတကားထုတ်ဖို့ငွေတစ်ပြားနှစ်ပြားနဲ့မှမရတာရုံတင်ပြသဖို့အပိတ်ခံရတဲ့မင်းသမီးစရင်နဲ့သူတော့မပါဘူးနော်သူကသူ့ဘာသာသူဘတ် energy ဖြစ်နေလို့သူကိုခေါ်ရရင်ဇကာကတင်ချိုင်ကုန်းရောက်သွားတာဒါကြောင့်ဇကာတင်ချိုင်လို့ပြောတာမွေဇကာကဒရိုက်တာရာဇဝင်ကိုအုပ်ကမင်းမောင်အောင်လေတက်နေဆိုပြတဲ့စီရွှေကေတရီတို့နဲ့သူလဲတယောက်ဆောင်လာတယ်မထွက်လာတော့ဘူးလေသူပါတဲ့ဇကာတိုင်းအလိုပဲတခြားဇကာတွေတစ်ချိန်ကျထွက်လာလဲပေါက်မှာမဟုတ်ပါဘူးဘတ် energy ကိုပြင်မရမယ်နော်လူချင်းခင်နေလို့တော်လန်ရေးဆယ်လီတွေလို့ကိုဝုန်းတဲ့အထက်သူ့ကိုပါသမင်ထဲမပြောတာ
ဒါပေမဲ့သူကကိုချင်းစာစိတ်မရှိတတရရအလှပုံတလဲဒေါ်လာရေးတလဲအလှမပြတ်မိတ်ကပ်မပြတ်ပဲတင်နေတော့စိတ်ထက်ပုတ်နေတာအဖြစ်မှာကိုဘဝအင်္ဂလန်မှာငြိမ်းချမ်းနေတိုင်းကိုအမေနဲ့ညီမကနယူးယောက်မှာငြိမ်းချမ်းနေတိုင်းလက်သုံးချောင်းထောင်ပြီးတိုက်ပြည်ကလူပေါင်းများစွာမငြိမ်းချမ်းအောင်မလုပ်ပါနဲ့တော့ဆိုပြီးတော်လောက်ပြီးဆိုပြီးဥက္ကမင်းမောင်ကအခုလိုပဲတင်ပြခဲ့တာဖြစ်ပါတယ်ကဲပရိသတ်တွေရောဘလို့ထင်မြင်မိကြပါသလဲဥက္ကမင်းမောင်ဘက်ကလားမိမက်နိုးဘက်ကလားဆိုတာကိုကွန်မန့်မှာမှန်သွားပေးကြပါအောင်နော်တာယာသောနေ့ရက်လေးကိုပိုင်ဆိုင်လန်းကြပါစေရှင်